ငါထိုင်းမှာအထောက်ထားမရှိပဲစက်နေလို့မဖြစ်တော့ဘူးဘက်ရှိရင်အလောက်ရှာရလွယ်တယ်တဲ့ဘက်ရိုက်ဦးမှာသားရေအဖွားအထောက်ထားမရှိလို့ဘက်ရိုက်ခြင်းလို့ပါ passport မရှိတတိမရှိရင်စုစုပေါင်း1000ဝန်းကျင်လောက်ကြမယ်အဖွာ deposit 3500ကြိုလွှဲရမယ် ဘက်ရိုက်ရင်1000ဝန်းကျင်ကုန်တယ်လို့ကြားတယ်ငါစုထားတာဘယ်လောက်ရှိလဲအိမ်ရောက်ရင်ထုတ်ရည်ကြည့်အောင်မယ်စက်ပက်အလောက်သာနွားလို့လောက်ရတာစောက်ဆန်ကမစုမိဘူးအိုးငါတော့ခွေးဖြစ်ပြီစက်ပက်လိုပဲတမားနိုင်ငံမှာနေရတာလဲပွဲစားခပေးရဘတ်ဖိုးပေးရရဲကြီးပေးရနဲ့ကလားခတ်တဲ့ရေကလားဖင်စေးမလောက်ဘူးကုန်ရမှာပဲလေမတက်နိုင်ပါမလဲလက်ကုန်ထီတော့မာမာနဲ့ဖြတ်တန်းရမှာပေါ့ငါအပေါ်ဝင်ငွေရအောင်အချိန်ပိုင်းအလုပ်ထက်ရှာရမယ်ငါအကင်ဆိုင်သိမ်းပြီးဆွဲကောင်းပွိုင်ဘက်မှာအလုပ်သွားရှာမယ်အဖွားနိုက်ကလပ်ထဲမှာအလုပ်လုပ်ခြင်းလို့ပါခဘက်ရိုက်ထားပါတယ်ခထိုင်းစကား90%တက်ပါတယ်ခ